ဒီနေ့ဗီဒီယိုမှာတော့ Minecraft ဆော့တဲ့အခါမှာအသုံးဝင်မဲ့ set engine တွေမျိုးကိုပြောပြပါမယ်အဲ့ဒါကအခြေခံ set engine တစ်ခုဖြစ်တဲ့ဒီဒါပဲဖြစ်ပါတယ်ဒါကိုအခြေခံ set engine လို့ခေါ်ပါတယ်ဒီအခြေခံ set engine ကိုသုံးပြီးလေယာဉ်ပြန်တွေကားတွေအထားရှိတဲ့အရာတွေကိုဆောက်လုပ်နိုင်ပါတယ်ပြန်ထားတဲ့ဗီဒီယိုကိုကြည့်ပါကျွန်တော်အဒီနဲ့ဆိုရင်ဒါကိုအခြေခံ set engine တွေသုံးပြီးဆောက်လုပ်ထားတယ်လို့ထင်ပါတယ်လိုအပ်တဲ့ပစ္စည်းတွေကကျွန်တော်ဆောက်လုပ်ပြတောင်းဖြစ်ပါတယ်ဗျဆောက်ပြတောင်းဖြစ်ပါတယ်ပထမဆုံးဆောက်ရံဘလော့တစ်ခုလုပ်လိုက်ပါနောက်အောက်ကဆောက်ရံဘလော့တစ်ခုကိုဖြတ်လိုက်ပါနောက်ဒီအဖြူဒီနှစ်ပြင်မှာဆောက်ရံရှိတဲ့ဒီဘလော့ကိုဒီဘက်ထားတာပါဒီဒါရှိတဲ့ဘက်ကအင်ဂျင်တော့မပဲပါဒီတရီထားပြီးတော့ကြာပါတော့အရေးကြီးပါတယ်ဒီနောက်ကစမိုင်းပြလိုက်ပါဆင်ဘလော့ပေါ့နောက်ဒီမိနစ်ပြီးဆင်ဘလော့တစ်ခုထားလိုက်ပါနောက်ဟိုဒီအောက်မှာဆင်ဘလော့တစ်ခုထားလိုက်ပါဒီဘက်မှာတော့ဆင်မိနစ်ပြီးရှိတဲ့ဘလော့ကိုထားလိုက်ပါဒီဘက်မှာတော့မျက်နှာပုံရှိတဲ့ဟိုဘလော့နှစ်သုံးထားလိုက်ပါဒီတောက်ဖြတ်လိုက်ပါထည့်လိုက်ပါဒီကြီးတွေကဘလော့ရဲ့မျက်နှာကိုဒီဘက်မျက်နှာမြည်ရပါတယ်နောက်အပေါ်မှာဒီမျက်နှာပုံရှိတဲ့ဘလော့ပေါ်မှာဆက်ရဘလော့တင်လိုက်ပါဆိုတော့အင်ဂျင်ဆောက်လုပ်ပြီးတော့သူအနီယံဘလော့ကိုဒီနာမထားလိုက်ပါဆိုအင်ဂျင်ကလည်းပဲထားပြီးအင်ဂျင်ကစပြီးလည်းပဲအပြီးဒီအခြေခံ set engine ကိုသုံးပြီးတော့လေယာဉ်ပြန်တွေတင်းဘောတွေကားတွေစသဖြင့်အရာတွေဆောက်လာပြီဗျခဏပါဗျနေပါဦး subscribe လုပ်သွားကြပါဦး subscribe 50ပြည့်အောင်ကူညီကြပါဘာဖြစ်လို့လဲဆိုတော့ subscribe 50ပြည့်မှာ game တွေဆွေးနွေးဖြစ်ပါတယ်ကျေးဇူးပြုပြီးတော့ subscribe လုပ်ကြပါ